ရုရှားရဲ့ဂုံစရာတင်းကားတွေဟာစစ်မြေပြင်မှာဘာကြောင့်တန်တိုတန်ဆတွေဖြစ်သွားရတာလဲဒီနေ့ကျွန်တော်တို့ရဲ့ဝါစပီယာမှာခေတ်သစ်စစ်ပွဲရဲ့အမောင်မိုက်ဆုံးလှည့်ဝက်ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ရအောင်ပါခင်ဗျာရုရှားတင်းကားပေါင်း4400ကျော်ခါစစ်မြေပြင်မှာအသက်မဲ့သွားခဲ့ပါပြီဒါကအတီးပြူပြအရေးအတွက်ပါတကယ်ဆိုရင်တိတိမကပုံများပြနိုင်ပါတယ်ဒီတင်းကားဘာကြောင့်အရေးကြီးတာလဲဆိုတော့ရုရှားတင်းကားတွေရဲ့ကံကြမ္မာဟာကမ္ဘာစေးသမိုင်းမှာနောက်တဲ့စစ်မနာတစ်ခုကိုရေးထုတ်လိုက်လို့ပါတင်းကားဆိုတာစစ်မြေပြင်ရဲ့ဘင်းတွေလို့အရင်ကပြောခဲ့ကြပါတယ်အခုတော့အဲ့ဒီဘင်းတွေဟာအမဲလိုက်ခိုင်နေရတဲ့သားကောင်တွေဖြစ်သွားပါပြီဒီလောက်အင်အားကြီးတဲ့တင်းကားတက်မတော်တခုခါယူကရိန်းရဲ့လက်ထဲမှာဘာကြောင့်ဒီလောက်မြန်မြန်ဆန်ဆန်ပျက်စီးသွားရတာလဲဓာတ်ပုံနဲ့ဗီဒီယိုကလိမ်ညာလို့မရပါဘူးခင်ဗျာအိုစီရဲ့စင်စရာတွေကရုရှားရဲ့စေးအင်အားကိုဘလို့ဖော်ပြနေတယ်လဲအခုပြနေတဲ့မြေပုံကိုကြည့်ပါစစ်မြေပြင်မှာပျက်စီးနေတဲ့တင်းကားတွေတဲ့နေရာပါအတီးပြုတ်နိုင်တဲ့အရေးအတွက်နဲ့အမှန်တကယ်အရေးအတွက်ကကွာခြားနေပါတယ်အိုရီရဲ့စင်စရာတွေဟာအမှန်တကယ်ဆုံးရှုံးမှုရဲ့50မှ80ရာခိုင်နှုန်းသာရှိနိုင်ပါတယ်ဆိုလိုတာကရုရှားတင်းကားဆုံးရှုံးမှုဟာ8800ကျော်အထိရှိနေတဲ့ဆိုတဲ့သဘောပါကနန်းတွေကပြောပြနေတဲ့တမန်တရားကဘာလဲရုရှားကကိုလိန်ညာနေတာလားတင်းကားဆိုတာစစ်မြေပြင်ရဲ့ဘင်းတွေဒါပေမဲ့ဒီနေ့ခေတ်မှာတော့သူတို့ကသားကောင်တွေဖြစ်ကုန်ပြီဘာကြောင့်လဲတင်းကားတွေကအရင်လိုရန်သူတက်တွေကိုထိုးပေါက်နိုင်တော့ပါမလားယူရင်းကစစ်မြေပြင်ရဲ့သဘောကိုပြောင်းလဲပြစ်လိုက်ပါပြီချီလင်တပ်သားတွေနဲ့ဒရုန်းတွေရဲ့ပူပေါင်းတိုက်ခိုက်မှုအောက်မှာတင်းကားကြီးတွေကနေရာရွှေ့ရှားရခတ်တဲ့ပြစ်မှတ်တွေဖြစ်သွားပါပြီ AK-40 ခွင်ရဲ့တင်းကားဘာရှင်းလို့မိတ်ဆွေကြားဖို့ပါသလား T-72 ဟာဆိုဗီယက်ခေတ်ကအောင်မြင်ဆုံးဒီဇိုင်းပါထုတ်လို့ရတာဈေးပေါပြီးအရေးအတွက်အများဆုံးထုတ်လုပ်နိုင်တယ်ဒါပေမဲ့ဒီနေ့စစ်မြေပြင်မှာတော့အထီးကအခန်းဆုံးတင်းကားအဖြစ်နာမည်ဆိုးနဲ့ကြော်ကြားနေပါတယ်ရုရှားစစ်တပ်မှာအသုံးအများဆုံးတင်းကားက T-72 ပါစစ်မြေပြင်ရောက်တိုင်းတစ်စီးပျက်စီးနေတာကိုတွေ့ရပါတယ်အစင်းမြင့်တင်ထားတဲ့ T-72 B3M တောင်မှဒရုန်းတွေကိုမခုခံနိုင်ပါဘူးခင်ဗျာဒီတင်းကားတွေကဘာကြောင့်မီကိုတွေနဲ့ပောက်ကွဲနေရတာလဲဒီတင်းကားတွေရဲ့ဒီဇိုင်းမှာခရမ်းတွေကတင်းကားကိုယ်ထဲမှာရှိနေတာပါတစ်ချက်ထိမှန်တာနဲ့ခရမ်းတွေအကုန်ပောက်ကွဲပြီးပျက်စီးသွားတာပါဒါကရုရှားတပ်သားတွေအတွက်တော့တမ္ပဏိခေါင်းတလားပါတနအီမိုင်40နှုန်းနဲ့ပြင်းနေတဲ့တင်းကားကြီးတွေကဘာကြောင့်သိဆုံးနေရတာလဲ T-80 ခါ gas turbine engine ကိုသုံးထားတာပါအရန်မြတ်နဲ့အရန်တိတ်ဆိတ်တယ်ဒါပေမဲ့တိုက်ပွဲမှာအသုံးများလို့အခုဆိုရင်အရန်အင်အားလုံးနီးပါးကုန်ကားနီးပါပဲစစ်ပွဲစားတုံးကရုရှားမှာ T-80 အစီးရေ9000ကျော်ရှိခဲ့ပါတယ်အခုတော့အဲ့ဒီအရေးအတွက်ရဲ့90ရာခိုင်နှုန်းကိုစစ်မြေပြင်မှာဆွန့်လွတ်လိုက်ရပါပြီဒါရုရှားစစ်တပ်အတွက်အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုပါတမဏိခေါင်တလားဆိုတဲ့နာမည်ကဘဲကလာတာလဲတင်ကားသမားတွေက T-80 ကိုဒီနာမည်ပေးထားတာပါတင်ကားထိမှန်တာနဲ့ Dias တစ်ခုလုံးလွတ်ထွက်သွားတဲ့အဖြစ်အပျက်ကိုအကျဉ်းချင်းမြင်နေရလို့ပါပူတင်ရဲ့ဂုံစရာအကောင်းဆုံးတင်ကားကတကယ်ပဲအကောင်းဆုံးဖြစ်နိုင်ပါမလား T-90M ကတော့ခင်မီတဲ့ပြစ်ခတ်မှုစနစ်တွေပါဝင်ပါတယ်ဒါပေမဲ့စစ်မြေပြင်မှာ T-90M စီပေါင်း200ကျော်ဆုံးရှုံးခဲ့ပါပြီတကယ်တမ်းမှာသူတို့ထုတ်လုပ်နိုင်တဲ့ပမာဏကကြောင်ရတဲ့လောက်မဟုတ်ဘူးဆိုတာပေါ်လွန်နေပါပြီရုရှားရဲ့အကောင်းဆုံးတင်ကားလို့ကြွကြော်ထားတယ်T-90M တွေဘာကြောင့်အဆုလိုက်ပြုံးလဲပျက်စီးနေရတာလဲ T-90M တစ်စီးရဲ့တန်ဖိုးကအလွန်ကြီးမားပါတယ်ဒါပေမဲ့ယူကရိန်းရဲ့ဒရုန်းပစ်မှတ်တွေထဲမှာတော့သူတို့ကတာမန်တင်ကားဟောင်းတွေလိုပဲအလွယ်တကူပျက်စီးနေပါတယ်စစ်ပွဲမစားခင်ကရှိထားတဲ့အရေးတွေထထောင်ပိုပြီးဆုံးရှုံးနေတာကိုကြည့်ချင်းအားဖြင့်သူတို့ရဲ့ထုတ်လုပ်မှုစွမ်းအားကလိမ်ညာနေတာလားဆိုတာစဉ်းစားစရာပါစက်ရုံတွေကတစ်နှစ်ကို250ထုတ်လုပ်နိုင်တဲ့ဆိုတာတကယ်အမှန်တရားလားဒါမှမဟုတ်ဝါဒဖြန့်ချီရဲ့အတွက်လားယူရဲ့ဘဂွန်စဘတ်စက်ရုံမှာ T-90M အသစ်တွေကိုထုတ်လုပ်နေပါတယ်ဒါပေမဲ့လိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်ပါဘူးခင်ဗျာလာစဉ်တင်က85စီးဆုံးရှုံးနေတဲ့ကြားကနေစက်ရုံကတစ်နှစ်ကို400ပဲထုတ်လုပ်နိုင်ရင်ရုရှားရဲ့စီးအင်အားကဘယ်လောက်ထိတောက်ခံနိုင်မလဲ1960ပြည့်နှစ်တွေဒီမှာတင်ကားတွေစစ်မြေပြင်ကိုပြန်ရောက်လာပါပြီဒါကစစ်ပွဲကိုအနိုင်ရဖို့လားဒါမှမဟုတ်အရှုံးကိုဖုံးကွယ်ဖို့လား T-72 တင်ကားတွေကအသက်60ကျော်နေပါပြီသူတို့ရဲ့တန်ချက်ကားတွေကခင်မီဒုံးကြီးတွေကိုမကာကွယ်နိုင်တော့ပါဘူးဒါပေမဲ့ရုရှားကသူတို့ကိုပြန်ထုတ်သုံးနေရပါတယ်ဒုတိယကမ္ဘာစစ်ညွန်ကာလကတင်ကားတွေစစ်မြေပြင်မှာမြင်ရတာကရုရှားရဲ့နောက်ဆုံးအခြေအနေကိုပြသနေတာပါT-55 တွေစစ်မြေပြင်ရောက်လာတာဟာရုရှားရဲ့တိုးလောင်ရုံတွေကုန်ကနီးပြီဆိုတဲ့အချက်ပြပါစီးပြအရေးသွေးထဲအရေးအတွက်ကိုပဲအဓိကထားပြီးပြစ်မှတ်စီပေးဖို့နေတာမျိုးပါT-55တွေကဒရုန်းတွေအတွက်တော့အကောင်းဆုံးပြစ်မှတ်တွေပါခင်မီတဲ့ပြစ်ခတ်မှုစနစ်မပါဝင်တာကြောင့်တိုက်ပွဲမှာဘာမှအသုံးမဝင်တော့ပါဘူးရုရှားအနေနဲ့သူတို့ကိုစစ်မြေပြင်ပို့တာဟာစစ်သားတွေကိုအသေးခံခိုင်းတာနဲ့အတူတူဖြစ်နေပါတယ်တင်ကားတွေဘာကြောင့်ဒီလောက်အလွယ်တကူပေါက်ကွဲတယ်လဲဆိုတာကိုအသေးစိတ်ကြည့်ရအောင်ပါခင်ဗျာတင်ကားအတွန်းမိုက်မှာခဲနေအစီထားချီထားတာပါယူကရိန်းရဲ့ဒရုန်းစင်းကအပေါ်ကနေအပေါက်ဖောက်လိုက်တာနဲ့အတွန်းမှာရှိတဲ့ခဲနေအလုံးတပြိုင်နက်ပေါက်ကွဲကုန်ပါတယ်Dias တစ်ခုလုံးအပေါ်ကိုလွတ်ထွက်သွားတာကဒီဒီဇိုင်းရဲ့အကြီးမားဆုံးအမှားကြီးပါ American M1 တင်ကားတွေကဘာကြောင့်မပေါက်ကွဲတာလဲအနောက်တိုင်းတင်ကားတွေကခဲရန်တွေကိုတီးတဲ့အခန်းမှာထားပါတယ်ပေါက်ကွဲရင်တောင်အပေါ်ကနေထွက်သွားအောင်လှုပ်ထားတာမို့လူတွေအသက်ရှင်နိုင်ပါတယ်ရုရှားတင်ကားတွေကတော့လူနဲ့ခဲရန်ကိုတနေရာထဲမှာထားတဲ့အတွက်အသက်ရှင်ဖို့ခက်ခဲပါတယ်ခင်ဗျာဆိုဗီယက်ခေါင်းဆောင်တွေကစစ်မြေပြင်မှာတင်ကားအကြီးတွေအများကြီးရှိတာကိုပဲဦးစားပေးခဲ့ပါတယ်စစ်သားတွေအသက်ထဲတင်ကားအကြီးတွေကပိုအရေးကြီးတယ်လို့ယူဆခဲ့ကြတာပါအခုအဲ့ဒီအယူဆကပဲရုရှားကိုဒုက္ခပေးနေတာပါရှစ်တန်ဒီဂျီအတွက်ကယူကရိန်းထုတ်လုပ်နိုင်တဲ့ဒရုန်းအရေးအတွက်ပါစစ်မြေပြင်မှာဒရုန်းတွေကအမျက်တစေပြန်ဝဲနေပါတယ်တင်ကားတစ်စီးကိုဒရုန်း10စင်း20စင်း
ဝိုင်းပတ်တက်ခိုင်နေတာပါရုရှားတင်းကားတွေကဘလောက်ပဲတန်ချက်ကတွေထူထူဒရုန်းတွေကိုတော့မကောက်ကွယ်နိုင်တော့ပါဘူးခင်ဗျာ FPV ဒရုန်းတွေကစစ်ဘက်ကိုဘလို့ပြောင်းလဲလိုက်တာလဲ FPV ဒရုန်းတွေကဈေးပေါ်ပြီးထိရောက်ပါတယ်တင်းကားတစ်စီးရဲ့အသာချက်ကိုတီးထားတဲ့အတွက်တိကျတဲ့နေရာကိုပဲထိမှန်အောင်လုပ်နိုင်ပါတယ်စစ်မြေပြင်မှာတင်းကားတိုင်းဟာဒရုန်းတွေရဲ့အမဲလိုက်ခံဖြစ်နေပါပြီဒရုန်းတွေကိုဘလို့တားဆီးမလဲရုရှားရဲ့ချစ်ပါဆက်တွေကတကယ်ပဲအလုပ်ဖြစ်ရလားရုရှားကဒရုန်းတွေကိုဖျက်တာဖို့ electronic warfare စနစ်တွေကိုအသုံးပြုပါတယ်ဒါပေမဲ့ယူကရိန်းကဒရုန်းတွေကိုဝိုင်းရကျိုးတွေနဲ့ချိတ်ဆက်ပြီးထင်းချိုတဲ့နည်းပညာကိုပြောင်းသုံးလိုက်ပါတယ်ဒါကချစ်ပါဆက်တွေကိုအသုံးမဝင်အောင်လုပ်လိုက်တာပါဝိုင်းရကျိုးနဲ့ဒရုန်းဒါဟာစစ်ပွဲရဲ့အပြောင်းလဲအကြီးမားဆုံးပါဒီဒရုန်းတွေကဂျပန်ဆက်တွေရဲ့ line တွေကိုဂိမ်းမဆိုင်တော့ပါဘူးဒါရဲ့ထင်းချိုလို့ရတဲ့အတွက်ပြစ်မှတ်ကိုအတိအကျထိမှန်စေပါတယ်ရုရှားအတွက်တော့ဒါရှောင်လွှဲလို့မရတဲ့ငဲကမ်းပါတင်းကားဘော်ကကြီးစံခါတွေဒါတွေကအလှစင်နာလားအသက်ခဲတာလားရုရှားတပ်သားတွေကတင်းကားတွေအပေါ်မှာတန်ဆက်ကားတွေလုပ်ပြီးတက်ဆင်တယ်ဒါကို Ghost Gas လို့ခေါ်ကြပါတယ်ဒရုန်းတွေကိုအပေါ်ကနေထိမှန်မှုမရှိအောင်ကာကွယ်ဖို့ပါဒါပေမဲ့ဒါကလည်းအပိသက်အပြေတော့မဟုတ်ပါဘူးခင်ဗျာတင်းကားတစ်ခုလုံးကိုတန်ပြားထိနဲ့ဖုံးကိုလိုက်ရင်ဘာတွေဖြစ်သွားမလဲ2024ခုနှစ်မှာတကယ်တင်းကားတွေထွက်ပေါ်လာတယ်တင်းကားတစ်စီးလုံးကိုတန်ပြားတွေနဲ့အုပ်ထားတာပါဒရုန်းတွေရဲ့အစိတ်တင်စီတဲ့အထီးတွေကိုကာကွယ်ဖို့ပါဒါပေမဲ့ဒါတွေကပဲတင်းကားရဲ့မြင်ကွင်းကိုရွေလျားမှုကိုအများကြီးထိခိုက်စေပါတယ်တန်စုတီနဲ့ပြည့်နေတဲ့တင်ကားဒါတွေကတကယ်ပဲကာကွယ်နိုင်လားတန်ချောင်းတွေဝိုင်းရကျိုးတွေနဲ့အုပ်ထားတဲ့တင်ကားပုံစံပါဒရုန်းတွေကိုတင်ကားနဲ့မထိခင်ကြိုတင်ဖောက်ခွဲပစ်ဖို့ပါဒါပေမဲ့ယူကရိန်းရဲ့ဒရုန်းတွေကလည်းဒါကိုကျော်လွှားနိုင်နေသေးပါရုရှားကဒီတင်ကားအဟောင်းတွေကိုဘာကြောင့်အတင်းအကျပ်ပြုပြင်နေရတာလဲရုရှားစစ်ကောင်းဆောင်တွေကစစ်ပွဲမှာတစ်ခုခုပြောင်းလဲသွားမယ်လို့မျှော်လင့်နေပါတယ်သူတို့ကအချိန်ဆွဲပြီးနည်းပညာအသစ်တစ်ခုခုပေါ်လာဖို့စောင့်နေတာပါဒါပေမဲ့အဲ့ဒီအချိန်မှာတင်ကားတွေဆုံးရှုံးနေရကတော့အချိန်မသက်နိုင်သေးပါဘူးခင်ဗျာတင်ကားတွေရှိနေပေမဲ့စစ်မြေပြင်မှာညီအီးရဘာလို့မတိုးတက်လာတာလဲ2023ခုနှစ်ကနေ2025ခုနှစ်အထိရုရှားသိမ်းပိုင်နိုင်တာက1.2ရာခိုင်နှုန်းလောက်ပဲရှိပါတယ်တင်းကားတွေကိုအသက်နဲ့ရှင်းပြီးပို့နေတဲ့အကျိုးမြတ်တွေကအနှဲငယ်ပဲရှိပါတယ်ခင်ဗျာတူလောင်ယုံတွေမှာတင်းကားဘလောက်ကြံသေးလဲစတယ်လစ်ပုံရိပ်ဒီအရာတူလောင်ယုံတွေဟာဘလာဖြစ်လာပါတော့မယ်ကြံနေတဲ့တင်းကားအများစုကတန်ချိတက်ပြီးသုံးမဝင်တော့ပါဘူးခင်ဗျာနောက်ထဲ6လဒါမှမဟုတ်10လဆိုရင်ရုရှားရဲ့ဆိုဗီယက်လက်ကျန်တင်းကားတွေလုံးဝကုန်ဆုံးသွားပါတော့မယ်ခင်ဗျာတင်းကားတွေမရှိတော့တဲ့စစ်တပ်တစ်ခုကဘယ်လိုမျိုးဖြစ်လာမလဲရုရှားစစ်တပ်ဟာအနာဂတ်မှာတင်းကားမရှိတော့တဲ့စစ်တပ်တစ်ခုဖြစ်လာဖို့နှိကပ်နေပါပြီဒီအချိန်ကိုသူတို့ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့မေးခွန်းထုတ်စရာပါဒီနေ့စစ်ပွဲရဲ့အဆုံးသတ်ကဘာကိုသင်ခန်းစာပေးသွားသလဲတမဏိတင်းကားတွေကခေခေါင်းရဲ့သင်္ကေတပါဒီနေ့ကစစ်မြေပြင်ကနိပညာနဲ့ဒရုန်းတွေရဲ့စစ်မြေပြင်ဖြစ်သွားပါပြီရုရှားရဲ့အမောက်တွေကနေကဘာကသင်ခန်းစာယူဖို့လိုအပ်ပါတယ်တင်းကားတွေကအနာဂတ်မှာဒဏ္ဍာကြီးတွေအဖြစ်ကျန်ရခဲ့တော့မှာပါပြည်သက်ကြီးခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့တမဏိတင်ညာအစီအစဉ်ကဒီမှာတင်အဆုံးသတ်သွားပါပြီရုရှားရဲ့တင်းကားတွေကဂုံစီယာကနေအရှက်ရတရားဖြစ်လာခဲ့တဲ့ဒီလမ်းကြောင်းကကျွန်တော်တို့ကိုစစ်ပွဲရဲ့အမှန်တရားကိုပြသလိုက်တာပါစစ်ပွဲဆိုတာအင်အားကြီးတိုင်းတင်းကားများတိုင်းမနိုင်နိုင်ပါဘူးခင်ဗျာဘယ်လိုနိပညာကိုအသုံးချတယ်လဲဘယ်လိုပြောကိုစမ်းတယ်လဲဆိုတာကပဲအဆုံးဖြတ်ပေးသွားမှာပါကျွန်တော်တို့ရဲ့ဝါစပီယာဟာအမြဲတမ်းအမှန်တရားနဲ့စေသုံးတဲ့ချက်တွေကိုပဲအလေးထားတင်ဆက်ပေးသွားမှာပါခင်ဗျာဒီစီစဉ်တစ်လျှောက်လုံးအားပေးခဲ့တဲ့ပရိသတ်တို့ချင်းတွေကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့ဇော်လေးပါနောက်ထပ်စိတ်ဝင်စားစရာစေသတင်းတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ